စရင်မမှန်စတော်မကိုက်လို့စိတ်ညစ်နေတဲ့ကုံစုံဆိုင်ပိုင်ရှင်ကြီးတွေရှိလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်တော့နော်လူချင်းမင်းတို့ရဲ့ကုံစုံဆိုင်မှာကုန်ပစ္စည်းလက်ကျန်စတော်မကိုက်ခြင်းတနေ့တာဝင်ငွေထွက်ငွေမမှန်ခြင်းအရှုံးမြတ်မတိကျခြင်းနဲ့ဝန်ထမ်းနဲ့ထားရတဲ့အခါစရင်လိမ်လည်မှုများဖြစ်ခြင်းစတဲ့စိုးရင်ပူပန်မှုတွေဖြစ်နေပါသလားဒီလိုစိုးရင်ပူပန်မှုတွေရှိနေတဲ့ကုံစုံဆိုင်ပိုင်ရှင်ကြီးများအတွက်ညီမတို့ရဲ့ Excellent Software Company မှာကုံစုံဆိုင်သုံးကလောက်ပါရှင်ရှိနေပါပြီ16နှစ်ကျော်အတွေ့အကြုံတွေနဲ့လက်ရှိဆိုင်ပေါင်း2000ကျော်မှသုံးနေတဲ့ Excellent POS မှာဆိုရင်ကုံစုံဆိုင်ကြီးများအတွက်ကုန်ပစ္စည်းအဝယ်စရင်အယောင်စရင်ပစ္စည်းလက်ကျန်ပြီးရန်ရှိရရန်ရှိအကျွေးစရင်အရှုံးအမြတ်ဒီလိုမျိုးအထူးကကြတဲ့အချက်တွေအပြင်ဆိုင်သုံးစရင်ပစ္စည်းအပြတ်စရင်ပစ္စည်း transfer ပိုင်းတနေ့တာဝင်ငွေထက်ငွေစတဲ့ feature အစုံကိုအချိန်နဲ့တပြေးညီကလစ်တစ်ချက်နှိပ်ပြီးစစ်ကြည့်လို့ရပါတယ်ဒါအပြင်ဝန်ထမ်းနဲ့ထားတဲ့အခါအသုံးပြုသူ user level အလိုက် permission ပိုင်းသတ်မှတ်လို့ရတဲ့အပြင်ရောက်တဲ့နေရာကနေအင်တာနက်ဖွင့်ပြီးဖုန်းထဲကနေစရင်စစ်လို့ရနေတာမို့စရင်ပိုင်းလည်လည်မှုပြဿနာကလည်းကင်းဝေးသွားပါလိမ့်မယ်ရှင်။ဒါဆိုရင်တော့ကုံစုံဆိုင်ပိုင်ရှင်ကြီးများအနေနဲ့စရင်ပိုင်းတည်ကြဖို့နဲ့စနစ်တကျ control လုပ်နိုင်ဖို့အတွက်ခုပဲ Excellent POS ကိုရွေးချယ်လိုက်တော့နော်။အသေးစိတ်သိရှိလိုပါက39 26နဲ့3553 39 251 851 839ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။